အားလုံးကိုမင်္ဂလာပါအောင်လည်လေးဝါနဲ့ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်နဲ့သူကြည့်ရှုနားဆင်မဲ့ဗီဒီယိုလေးကတော့ဦးကချစ်တတ်တယ်နော်ဆိုတဲ့သူအားလုံးသိကြမှာပါပြောတနေ့နဲ့ဖြင့်ဟာတာဗီဒီယိုလေးလုပ်တဲ့ဦးကချစ်တတ်တယ်ဆိုတဲ့ဟာတာဗီဒီယိုလုပ်တဲ့ကိုတယောက်ကငလင်ဘေးမြေပြင်အတွေ့အကြုံကိုမျှဝေပြောပြလာတဲ့ဦးကချစ်တတ်တယ်နော်ဆိုတဲ့ဗီဒီယိုလေးကိုကျွန်တော်နဲ့တူကြည့်ရှုနားဆင်လိုက်ရအောင်ကဲဗီဒီယိုလေးစမယ်နော်ဆူငလျင်ပေးရဲ့အတွေ့အကြုံလေးမနေ့ကတော့ ကေပေးဆိုင်လေးနော်ကုန်းစုံဆိုင်တွေတက်အော်ယူသွားပြီတချို့ကဆိုင်နာမည်တွေပြောပါနဲ့မပြောပါဘူးဦးကြောင့်သူများစီးပွားရေးသူများမိသားစုဒုက္ခရောက်ဦးဘယ်တော့မှမလုပ်ဘူးထိမ့်သိမ့်ဖြစ်သွားအောင်လို့ပြောတာပဲရှိတယ်နော်ငလျင်ပေးရဲ့အတွေ့အကြုံပြောပြတကယ်မြေပြင်မှာဆင်းသက်လိုက်တဲ့အခါကျတော့တချို့နေရာတွေမှာနေရာတော်တော်များများစကိုင်းမန္တလေးပုံထက်နေတာတွေအများကြီးရှိတယ်ဘာတွေပုံထွက်နေလဲဆိုတော့ရေတံဘူးတွေအပုံလိုက်အထက်လိုက်နော်ကျွန်တော်တို့အလိုင်းပေါ်မှာထင်တယ်လို့တွေမဟုတ်တဲ့နေရာတွေအများကြီးရှိတယ်နော်ဟိုအစားအသောက်တွေပုံခေါက်ဆွဲချောက်ဝက်စားတောင်းလို့ပုံရလို့ပုံနေတဲ့နေရာတွေတပုံကြီးရှိတယ်နော်တချို့ဆိုလို့ဆိုရင်အမှထမင်းတုပ်ကလေးဟင်းတုပ်ကလေးအမှဒီလိုခုံလေးတွေပေါ်မှာတင်ပခဲ့တာမစားဘဲနဲ့တော့မှအဲ့လောက်ထိပေါ်များတဲ့အလူရှင်တွေအများကြီးတကယ်သွားကြတယ်တကယ်လည်းအလူရှင်ကားတွေအလူကားတွေဆိုတာတကွဲသွားကြတယ်တကယ်ပိုရှန်နေအောင်ရှိကြတယ်အဲ့လူတယောက်ဆိုဥဘာပြောလဲဆိုတော့ဥတီးတယ်နဲ့တူပါတယ်ဥနဲ့ဒီမှာကားနဲ့ရေတံမှုတွေအဲ့လောက်ပုံနေတာနဲ့အဲ့ဒါဒီထက်များသေးတယ်နဲ့တချို့ဆိုလို့ရှိရင်နဲ့အောက်ဈေးနဲ့လာဝယ်ကြရေတံမှုတစ်ကက်ကိုဥမှာ1000 2000အဲ့လိုမျိုးတွေပေးဝယ်ပြီးတော့5000 6000 9000 8000နေနဲ့ပြန်ပြီးဆိုင်မှာပြန်တင်ပြီးရောင်းတဲ့လူတွေလည်းရှိတယ်နဲ့အဲ့ဒီသတင်းကအမှန်ဆိုရင်ဗျာတကယ်ရင်နာဖို့ကောင်းတယ်ကျွန်တော်တို့မှရေတံမှုကက်တွေလိုတယ်ဆိုလို့လိုက်ဝယ်လိုက်ရတာ4000နဲ့နော်တချို့ဆို6000ပေးရတာရှိတယ်8000ပေးရတာရှိတယ်လို့អော်နေတယ်နော်အဲ့တော့ဘလို့ပြောမလို့မဖြစ်သင့်ဘူးဗျဥလို့ဆိုလို့ဆိုရင်ဖန်နေရဲ့ချွေးနှဲစာတွေနော်ပြည်တွင်းပြည်ပဖန်နေရဲ့ချွေးနှဲစာသူတို့စိတ်ဒုက္ခတွေရောက်ပြီးလူကျင်တန်းကျင်တဲ့ပတ်စံလေးတွေအကုန်လုံးလိုအပ်တဲ့နေရာကိုပတ်စံလေးကြီးပဲအများဆုံးဥပ္ပပါကားပေါ်မှာလူတာ360နော်နောက်တဲ့အိတ်ထဲမှာထုတ်ထားတာ340 300နီးပါအဲ့ဒါကိုပတ်စံပူသေးတယ်ပို့တဲ့ဟာကိုသူတို့ကိုခါလဲပြောပြီးသားဥပြန်လဲထူထောင်ကြီးမှာသုံးရင်လိုအပ်တဲ့နေရာမှာလှူပေးမယ်လို့ပြောပြီးသားနော်အဲ့တော့ငလျင်ပေးရဲ့အတွေ့အကြုံတွေကအောက်အပေါ်မှာထင်နေတာနဲ့အောက်မှာဖြစ်နေတာနဲ့တချို့နေရာလေးတွေကလွဲနေတယ်တချို့နေရာတော်တော်လွဲတယ်ဗျဘယ်လိုပြောရမလဲရေတန်းကပြတ်မှာပေါ့ရေတန်းနေလိုတယ်ကြီးပဲတက်អွန်နေကြတာလိုတော့ဒီကလူတွေကကားကြီးနဲ့ပြေးဝဲတကယ်ကိုရောက်တော့မလိုအပ်တာတွေလည်းအများကြီးဒါတွေ့ကြုံမှုတဲ့လူတွေသိလိမ့်မယ်အဲ့လိုပြောလို့ရှိရင်နားတဲ့လူတွေကနာကြလိမ့်မယ်မနာကြပါနဲ့ကျွန်တော်တွေ့ကြုံခဲ့တာပါကားတစ်စီးနဲ့ကျွန်တော်ရှောက်ပတ်ခဲ့တယ်ဟိုနေ့ပေါ့နော်မန္တလေးဒီစကိုင်းအကုန်ရှောက်ပတ်ခဲ့တယ်ကျွန်တော်ဆိုလို့ရှိရင်ထမင်းကောင်းတစ်နှက်ကုန်အပြန်ကြမှာကျွန်တော်115မိနစ်မှာကျွန်တော်ဝင်စားခဲ့အသွားတွေကထမင်းတုပ်လက်ဖက်ထမင်းအဲ့လိုစားပြီးကျွန်တော်တို့သွားခဲ့ကားစီဖို့ဆိုရင်လည်းကားသမားဆိုကားကတကပြားမှမတောင်းစီဖို့တော့သူနည်းနည်းဘဝစိုက်လိုက်သေးတယ်နော်ကိုကိုဖော်တာမဟုတ်ဘူးနော်လုံးဝမအိတ်ခဲ့ဘူးမန္တလေးကျုံကြီးပေးမှာတညာလုံးမအိတ်ဖဲနဲ့လမ်းလျှောက်လိုက်ထိုင်လိုက်ဖုန်းကြည့်လိုက်လမ်းလျှောက်လိုက်ထိုင်လိုက်ဖုန်းကြည့်လိုက်နဲ့အချိန်ကုန်ခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဟိုတယ်တွေလည်းမဖွင့်လို့ပြောချင်သေးတယ်မိနစ်ကပြည့်သွားပြန်ပြီ။ကဲဒီတက်ပြောချင်သေးတာဒါပေမဲ့မိနစ်ကပြည့်သွားပြီတဲ့နော်။ကဲဦးပြောသွားတာတွေလည်းဖြစ်နိုင်တယ်နော်။အထူးတရထားဖို့တော့လိုပါတယ်နော်။ကဲခုတော့တရထားရမှာနော်။ကောလာဟာလာတဲ့ရင်းတွေပြီးတော့ဟိုဘက်ဒီဘက်ကဗီဒီယိုတွေကိုလည်းအထူးပဲတတိထားဖို့လုပ်ရနော်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးဘေးရန်ကင်းကြပါစေဘိုင်ဘိုင်